မနှက်ပြန်မှာပဲကဘာကြီးပြက်စီးတော့မယ်ဆိုရင်တင်ပါလို့မှာပါလေအားလုံးပဲမင်္ဂလာပါဒီနေ့မှာကဘာကြီးအတွက်ကြောက်မဲ့ဖွယ်အနာဂတ်ဟောကိန်းတစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါအဲ့ဒါကတော့လူသားအလုံးပြတ်သုံးလူနီးပါးဖြစ်စေမယ်ကဘာအဆိုးရွားဆုံး9ရက်စစ်ပွဲကြီးအကြောင်းဖြစ်ပါတယ်ဒီအကြောင်းဟာဗုဒ္ဓစာပေရဲ့အထင်ရှားဆုံးသုတ်တန်တွေကတစ်ခုဖြစ်တဲ့စက္ကဝတီသုတ်မှာလာရှိပါတယ်စက္ကဝတီသုတ်အရရှေးခေတ်ကလူတွေအလွန်ပဲအသက်ရှည်ခဲ့ကြတယ်ဒါပေမဲ့ကာလတွေကြာလာတာနဲ့အမျှလူတွေရဲ့စိတ်တွေကတဖြည်းဖြည်းပြောင်းလဲလာကြတယ်လောဘဒေါသမောဟတွေများလာပြီးကိုယ်ကျင့်တရားတွေပိုပျက်စီးလာကြတယ်ဒီလိုကိုယ်ကျင့်တရားတွေပျက်စီးလွန်းလာတဲ့အတွက်လူတွေရဲ့သက်တမ်းဟာတဖြည်းဖြည်းတိုးလာပြီးနောက်ဆုံးမှာ10နှစ်တန်းအထိတိုးတောင်သွားလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီ10နှစ်တန်းချိန်ကာလမှာလူတွေဟာအသက်9နှစ်ဆိုရင်ပဲအိမ်တောင်ပြုလို့ရပြီအသက်1နှစ်6လခန့်ရှိရင်ပဲအပြိုလူပြိုဖြစ်ကြပါပြီတဲ့အသက်9နှစ်အချို့3နှစ်လောက်နဲ့အိမ်တောင်တွေပြုကြကလေးတွေမွေးကြပါလိမ့်မယ်ကဘာကြီးရဲ့အခြေအနေဟာလည်းအဆိုးရွားဆုံးဖြစ်လာလိမ့်မယ်ရာသီဥတုတွေအကြီးကျယ်ဖောက်ပြန်ပြီးစိုက်ပျိုးမြေတွေပျက်စီးကုန်တဲ့အတွက်စားနပ်ရိက္ခာပြတ်လတ်မှုကဘာအငတ်ဘေးဆိုးကြီးကိုကြုံရပါလိမ့်မယ်လူတွေရဲ့စိတ်နေစရိုက်တွေကိုကျင့်တရားတွေဟာလည်းလုံးဝကိုပျက်စီးသွားကြလိမ့်မယ်လူတွေဟာအဆုံးစွန်တီကြမ်းတမ်းခက်ထန်လာပြီးတွေ့ရာတင်ချိုင်ဓာမဆိုင်ပဲမြင်သမျှအချင်းချင်းတတ်ကုန်ကြလိမ့်မယ်လူသားသမိုင်းရဲ့အဆိုးရွားဆုံးလူတပ်ပွဲကြီးတစ်ခုဖြစ်လာပါမယ်ဘယ်လောက်ထိဆိုးလဲဆိုရင်သားကအမေကိုအမေကသားကိုသားမိသားဖချင်းညီကိုမောင်နှမအချင်းချင်းတောင်တတ်ကုန်ကြပါလိမ့်မယ်ဘယ်သူမှလူလို့မမြင်ကြတော့ပဲကြက်ကလေးငှက်ကလေးတစ်ဖွဲတတ်ကြပါလိမ့်မယ်လက်ထဲမှာကံမိသမျှဟာလဲအစွမ်းထက်ဆုံးလက်နက်တွေဖြစ်ကုန်ပါလိမ့်မယ်အဲ့ဒီလိုအချင်းချင်းတတ်နေကြတဲ့ကမ္ဘာသွေးချောင်းစီလူတပ်ပွဲတော်ကြီးဟာ9ရက်ထိကြာမြင့်ပါမယ်တဲ့ဒါဟုပဲကမ္ဘာအဆိုးရွားဆုံး9ရက်စစ်ပွဲတတ်ထန္တရာကဆိုင်ခြင်းလို့ခေါ်ကြတယ်ဒီနေ့ကမြင်နေရတဲ့အချို့အခြေအနေတွေအချို့ရုပ်ရှင်တွေနဲ့အချို့ဂိမ်းတွေဟာဒီအခြေအနေဇိုးကြီးရဲ့ကနဦးအစနမိတ်ပြမှုနဲ့တောင်တူလို့နေပါတယ်ဒီလိုဆိုးရွားလွန်းလာတဲ့အခြေအနေမှာကြောက်တတ်တဲ့လူအချို့ဟာသာတောတောင်တွေထဲမှာပုံအောင်လို့နေထိုင်ကြရတယ်သူတို့ဟာအငတ်အပြတ်နဲ့ကြောက်လန့်တကြားပြေးလွှာပုံအောင်ကြရပါတယ်အဲ့ဒီထဲကအနှဲငယ်သာအသက်ရှင်တန်ကြံရစ်ပါလိမ့်မယ်အသက်ရှင်ကြံရစ်တဲ့လူတွေဟာတန်ဝေကရများစွာထိတ်လန့်ကြပြီးကိုကျင့်တရားကိုကောင်းမွန်အောင်ပြန်လည်ဆောင်ထိန်ကြလိမ့်မယ်မကောင်းမှုတွေကိုရှောင်ကျဉ်ပြီးစိတ်နေစရိုက်ကောင်းတွေကိုပြန်လည်စူးစမ်းမွေးမြူကြပါလိမ့်မယ်ဒီလိုကိုကျင့်တရားတွေစိတ်နေစရိုက်တွေကောင်းမွန်လာတဲ့အတွက်လူတွေရဲ့သက်တမ်းဟာလည်းတဖြည်းဖြည်းပြန်ရှည်လာပါမယ်ကဘာကြီးဟာလည်းငြိမ်းချမ်းသာရတဲ့နေရာတစ်ခုပြန်ဖြစ်လာပါလိမ့်မယ်ဒါကတော့စက္ကဝတီသုတ်ရဲ့ကဘာကြီးအတွက်အနာဂတ်ဟောကိန်းပါအဆိုပါဟောကိန်းအရကိုချင်းသီလပျက်စီးမှုဟာကဘာပြက်ခြင်းရဲ့အစဖြစ်ပြီးကိုချင်းသီလပြည့်စုံမှုကတော့ကဘာကြီးငြိမ်းချမ်းသာရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးကိုချင်းသီလရဲ့အရေးကြီးလာပုံကိုနားလည်သိမြင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးအသိပညာပြေဝ၍အကျိုးရှိသောဘဝလောကကိုဖန်တီးတည်ဆောက်နိုင်ကြပါစေ